မင်္ဂလာပါတို့တွေဒီနေ့ Edexcel International GCSE 4PH1 Paper 1 Double Award 2025 May Part 2ကိုသွားကြစို့เนาะဆိုတော့ဒီ paper ကသူ Part 1က number 1ကိုလုပ်ခဲ့ပြီအခုက Part 2ဆိုတော့ number 2သွားမယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ question number 2ကဘာပြောလဲ This question is about astrophysics so ဒီ question က astrophysics ထဲက astrophysics နဲ့သက်ဆိုင်တဲ့ question ဖြစ်ပါတယ်တဲ့เนาะဆိုတော့ဒါလွယ်ပြောရင် space physics ပေါ့เนาะဒီ question က space နဲ့ဆိုင်တာဆိုတော့step number A ကိုကြည့်အောင်เนาะ diagrams A B C and D show different orbital paths for object Y orbiting object X diagram A B C D တို့ဒီတဲ့ဘာကိုပြထားလဲ object X ကို orbiting လှည့်နေတဲ့ object Y ရဲ့ different orbital paths ကွဲပြားတဲ့ပတ်လမ်းတွေကိုသူကပြသထားပါတယ်တဲ့ဆိုတော့ A diagram A ကိုကြည့်အောင်ဆိုတော့ object Y က circular path ထဲမှာရှိတယ် X က center မှာရှိမယ်เนาะ diagram B object Y က elliptical orbit ထဲမှာရှိတယ် elliptical orbit ထဲမှာရှိတယ် X ကဘေးကပ်နေတယ်เนาะ C object Y က circular orbit ထဲမှာရှိတယ် X ကဘေးကပ်နေတယ် D object Y က elliptical orbit ထဲမှာရှိတယ် X က center မှာရှိတယ်เนาะမိကတော့မိုက်နေပြီเนาะဒီ orbit တွေအကြောင်းကြွားမှာဖြစ်မှာ Table 1 gives some possible names for object X and Y Table 1ဒီဘာကိုပေးထားလဲ possible names ဖြစ်နိုင်တဲ့အမည်တွေကိုပေးထားတယ် for object X and Y object X object Y တို့ရဲ့ဖြစ်နိုင်တဲ့အမည်တွေကိုပေးထားတယ် so object X may be earth or sand object Y may be moon or comet or earth ဒီလိုဖြစ်နိုင်တယ်เนาะ complete the table by placing one tick in each row row တစ်ခုချင်းစီမှာ one tick အမှတ်ကလေးတစ်ခုထားပေးရမယ်ဒီ table ထဲမှာ to show which orbital path is correct ဘယ် orbital path ကမှန်ပါတယ်လေတဲ့ဥပမာ A မှန်တယ်ဆိုရင် A ကို tick လုပ် C မှန်ရင် C ကို tick လုပ် D မှန်ရင် D ကို tick လုပ်ဒီလိုသွားမယ်เนาะ okay good ဘယ် orbital path ကမှန်ပါတယ်လေတဲ့ for each combination of object X and Y object X Y combination တစ်ခုချင်းစီအတွက် earth moon combination အတွက်ဘယ် orbit ကမှန်တယ်လဲ sun comet combination အတွက်ဘယ် orbit ကမှန်တယ်လဲ sun earth combination အတွက်ဘယ် orbit ကမှန်တယ်လဲเนาะတို့က tick လုပ်ရမယ်အဲ့လို tick လုပ်တဲ့နေရာမှာသတိထားဖို့လိုတာပါလဲ each orbital path may be used once orbital path တစ်ခုချင်းစီကို may be used once တစ်ချိန်သုံးရင်လည်းသုံးနိုင်တယ်ဆိုပါစို့ဒီ first row အတွက်ဆိုရင်တို့က B ကိုရွေးလိုက်တယ် second row အတွက်ဆိုရင်တို့က C ကိုရွေးလိုက်တယ် third row အတွက်ဆိုရင်တို့က D ကိုရွေးလိုက်တယ်เนาะအဲ့တော့ row တစ်ခုချင်းစီမှာ tick တစ်ခုချင်းစီပေါ့ orbit တစ်ခုချင်းစီရွေးထားတယ်ဒီလိုလဲဟုတ်ချင်အောင်မယ်မဟုတ်ရင် more than once တစ်ခုထပ်ပို့ပြီးရွေးတာလည်းဖြစ်နိုင်တယ်ဥပမာ D ကိုနှစ်ခါရွေးလိုက်တာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် D ကိုသုံးခါရွေးလိုက်တာမျိုးလည်းဖြစ်နိုင်တယ် or not at all လုံးဝမရွေးတာမျိုးလည်းဖြစ်နိုင်တယ်ဒါဆိုလုံးဝမရွေးထားဘူးเนาะလုံးဝမရွေးတာမျိုးလည်းဖြစ်နိုင်တယ် orbital path ဆို AB ဆိုလုံးဝမရွေးထားဘူးเนาะတို့ကဒီ combination 3ခုစလုံးအတွက် C နဲ့ D ပဲရွေးထားတယ် AB ကိုမရွေးထားဘူးဒါမျိုးလည်းရတယ်ကြိုက်သလိုလုပ်เนาะကဲဒါဆိုရွေးကြည့်အောင်ဆိုတော့ orbital path တွေက ABCD ထဲမှာဘယ်သူမှန်မလဲပထမအဆုံးတစ်ခုက earth the earth နဲ့ the moon နဲ့เนาะဆိုတော့ကမ္ဘာက
ဒီမှာလာကဒီမှာအဲ့တော့လပတ်လမ်းကြောင်းကသူက nearly circular လေ nearly circular ဆိုတော့ x က center မှာရှိပြီးတော့ y က circular orbit ထဲမှာရှိမယ်အဲ့ဒါဘာတူလဲ x က center မှာ y က circular a ပေါ့နော်ဒါဆို a ကိုတို့ tick လုပ်လိုက်ပြီးပြီ first row အတွက်ပြီးသွားပြီ second row sun comet ဒါတော့နည်းနည်းကြည့်ရမှာ sun comet ကကြတော့ comet ကဒီလိုသွားတာလေသူ comet ရဲ့ပတ်လည်ကကြတော့သူကhighly elliptical orbit လေဒါ comet ကဒီမှာနော် highly elliptical orbit သူကဆိုသူကဒီ ellipse မှာကတော့ focus နှစ်ခုရှိတယ်အဲ့ focus နှစ်ခုတွေကတနေရာမှာသူကနေကနေတယ်ဒါနေရှိတဲ့နေရာပေါ့ဆိုတော့ sun က x comet က y ဆိုတော့ဒီကောင်ကဘယ်မှာရှိလဲဆိုတော့ b ပေါ့နော်အဲဆိုတို့က second row အတွက်ဆို b ကိုရွေးရမှာ okay now sun နဲ့ earth ဆိုတော့ဒါနဲ့အတူတူပဲ so earth ကနေကိုပတ်တာတို့ကnear circular orbit ထဲမှာပတ်တာဒါပေမဲ့သူကဒီ circular orbit လို့ပဲသူရွေးလို့ရတယ်နော်သူကတခြားရွေးစရာမှမရှိပဲဒါပဲရှိတယ်နော် A ပဲရှိတယ်ဒါကြောင့်မလို့တို့က A ကိုရွေးလိုက်ဒါပဲမိုက်တယ်နော်လွယ်လေးနောက်ဒီ orbital path နဲ့ပတ်သက်ပြီးတော့ဘာသိဖို့လို့လဲဆိုတော့နောက်ဆက်တွဲ energy တွေသိဖို့လိုတယ် energy transfer တွေဘယ်လိုဖြစ်တယ်ဆိုတာသိဖို့လိုတယ်နော် okay နောက်တစ်ခုကြည့်အောင် sub number A2 ပေါ့ give the name of the force that causes one object to orbit another object in space အကသာထဲမှာဝတ္ထုတစ်ခုကအခြားဝတ္ထုတစ်ခုကိုဒီလိုလှည့်ဖို့ဝတ္ထုတစ်ခုကအခြားဝတ္ထုတစ်ခုကိုလှည့်ဖို့အကသာထဲမှာလိုအပ်တဲ့အားကဘာအားပါလဲတဲ့မေးခွန်းကောင်းတယ်နော်အဲ့တော့ဝတ္ထုတစ်ခုကဒီမှာရှိတယ်ဆိုတော့ဒီ orbit ထဲမှာလှည့်ဖို့ဆိုရင်ဘာလို့လဲဆိုတော့ centripetal force လို့ရတယ်ဟုတ်တယ်လား centripetal force လို့ရတယ်ဒီ centripetal force ကိုဘယ်သူက provide လုပ်လဲ gravity ပေါ့ gravity က provide လုပ်တယ်ဒါကြောင့်မလို့ gravity လိုအပ်တဲ့အားက gravity gravity လို့ပြောရင်ပြောမပြောရင်gravitational force ပေါ့နောက်ကြိုက်တာရေးလို့ရတယ် okay ဒါ very easy ပဲအဲ့တော့ sub number B ကိုကြည့်အောင် table 2 gives information about 4 different stars in the same galaxy as the sun နေလိုမျိုးပဲတူညီတဲ့ galaxy မှာရှိနေတဲ့မတူတဲ့ခြေ၄မျိုးအကြောင်းကို table 2မှာပေးထားပါတယ်တဲ့ first column က stars name ကိုပြောတာ second column က color ဖြစ်ပြီးတော့ third column က evolutionary stage ကိုပြောတယ်နော်ဆိုတော့ဒါကစင့်ကဲပြောင်းလဲတဲ့ဖြစ်စဉ်ပေါ့စင့်ကဲပြောင်းလဲတဲ့အဆင့်ကိုပေးထားတာ evolution လေစင့်ကဲပြောင်းလာ star evolution ဆိုတာတတ်တင်ရတယ်နော် concept ရှိတယ်အဲ့တော့ evolutionary stage စင့်ကဲပြောင်းလဲတဲ့အဆင့်ရယ် color ရယ် star name ဆင်ပေးထားတယ်နော်စိတ်ဝင်စားဖို့ကောင်းတယ် okay ဒီ 4 different stars ကဘာတွေလဲဆိုတော့နံပါတ်1
Antares နော် Antares Kepler နော် Sirius B Vega နော် Vega ဆို star လေးမျိုးပေါ့အဲ့တော့ Antares Kepler Sirius Vega ဒီအတန်တွက်ကတော့နည်းနည်းကျွန်တော်လွဲကောင်းလွဲနိုင်တယ် Antares လို့ထွက်တာလား res လို့ထွက်တာတခုတော့တခုပဲ so Antares ဖြစ်လိမ့်မယ် Antares เนาะ Antares Kepler Sirius Vega เนาะ Antares Kepler Sirius Vega ဒါတွေကတော့သိကြတယ်ဒီကောက်နည်းနည်းလေး Antares เนาะ Antares ပဲဖြစ်ပါ Antares သူက color က red သူရဲ့ stage က red supergiant လာပြီเนาะ star evolution တွေသိရမယ်เนาะဟုတ်ပြီ life cycle of a star လေเนาะသိရမယ် so Antares က color က red သူရဲ့ stage က red supergiant เนาะ Kepler က yellow ဝါ Kepler ကြည့်လိုက်ဝါရောင်ဖြစ်နေ main sequence ဖြစ်မယ် Sirius က white เนาะသူက white dwarf ဖြစ်မယ် Vega က blue white သူက main sequence stage ထဲမှာရှိတယ် main sequence ကနှစ်ခုပါတယ်เนาะ okay တို့နေရလဲဘယ်ထဲမှာပါလဲမှတ်မိလားတို့နေရလဲ main sequence ထဲမှာရှိတယ်เนาะကဲဒါဆိုရင်အောက်က sub number B1 ကိုကြည့်အောင် so give the name of the galaxy that contains the sun and the stars shown in table 2တဲ့ဟာ table 2မှာပြထားတဲ့ကြယ်လေးခုနဲ့နေပါတဲ့ galaxy အမည်အောင်ဒါတော့လွယ်တယ်လေတို့နေပါတာမလားနေပါနေပြီဆိုတော့ Milky Way ပေါ့ MILKY Milky WAY way Milky Way ပေါ့ very easy เนาะ okay ဆက်ကြည့်အောင် sub number B2 explain how the stars in the table 2 can be classified according to their color explain how can be classified ဘလို့အတန်းစားခွဲနိုင်မှာလဲတဲ့အဲ့လိုမေးတယ်ဘလို့အတန်းစားခွဲမလဲလို့မေးတာဘလို့အတန်းစားခွဲမလဲတဲ့ according to their color သူတို့ရဲ့အရောင်ပေါ်မူတည်ပြီးတော့ table 2မှာပေးထားတဲ့ star တွေကိုဘလို့အတန်းစားခွဲမယ်ဆိုတာ explain ရှင်းပြပါတဲ့ကျယ်တွေကိုအတန်းစားခွဲရတော့မယ်နော်ကျယ်တွေကို class အတန်းစားခွဲမယ်ဆိုရင်နော် class တန်းစားခွဲမယ်ဆိုသူ color ကိုလိုက်ပြီးတော့ခွဲရတာသူပြောတာမှန်တယ်နော် color ကိုလိုက်ပြီးတော့ခွဲရတာဒါ color လိုက်ခွဲရတယ်ဆိုတော့ဒါအမှန်ပဲဆိုအတန်းစားဘယ်နှမျိုးရှိလဲဆိုတော့ရွေးပြမယ် O class ရှိတယ် B class ရှိတယ် A class F class G class K class M class so 1 2 3 4 5 6 7 classes of star ရှိတယ်ကျဲ class ခွဲခုနှစ်မျိုးရတယ်သူ့ရဲ့ color တွေစိတ်ဝင်စားဖို့ကောင်းတာ O class star ဆိုရင်သူက blue သူကအပြာ so သူ့ရဲ့အပူချိန်ကအမှတ်မိသလောက်ပြောရင် greater than 33,000 Kelvin အထက်မှာရှိတယ်နော်33,000 Kelvin အထက်မှာရှိတယ်အားပူတာနော် B ကကြတော့တို့ blue white လို့ပြောရမှာဆိုတော့ဖြူနဲ့ပြာနဲ့ရောတယ်နော် A ကကြတော့တို့ white ဖြစ်သွားမှာ temperature တဖြည်းဖြည်းလျော့လာတယ် blue ကအမြင့်ဆုံးလေနော်တဖြည်းဖြည်းနည်းလာမှာ F က yellow white
ဆိုအပူချိန်ပိုနှိမ့်လာတယ် G က yellow K က I think orange M ကသူက red ဖြစ်မှာဂျားကာလာတွေတော့ဂျားအပူချိန်တွေတော့မမှတ်မိဘူးဒါပေမဲ့အပေါ်ဆုံးအောက်ဆုံးတော့မှတ်မိတယ်ဘာလို့လဲဆိုတော့မြင့်ဆုံးအပူချိန်က33,000 Kelvin ကိုတော့မှတ်မိနေတယ်ဒါ greater than တော့သူထက်ပိုရမှာနော်ဒီ blue white ဆို33,000ကနေအလိုပေါ့နော်နည်းနည်းနှိမ့်သွားမှာအဲ့လိုအစင်လိုက်နှိမ့်လာမှာ red ကိုမှတ်မိတယ် red က about ခန့်မှန်းခြေ3,000လောက်ပဲရှိတော့တယ်3,000 Kelvin လောက်ပဲရှိတော့တယ်အဲ့ဒါ red ဖြစ်သွားတာဒါဆိုရင်ကျယ်တွေကို color အရအတန်းစားဘယ်လိုခွဲတာလဲလို့မေးတာနော်ဘယ်လိုခွဲလဲရှင်းပြပါဆိုတော့ကျယ်တွေရဲ့အရောင်ကပူချိန်ပေါ်မူတည်တယ်သူကဒီလို down ဆိုဆင်းလာရင် temperature က decreasing temperature တဖြည်းဖြည်းနှိမ့်တယ် color temperature ပေါ်မှာမူတည်တယ်เนาะဒါကြောင့်တို့သုံးမှတ်ပေးတာဆိုတော့ရသလောက်ရေးရမှာเนาะ the colorခဏလေး color of a star depends on the surface its surface temperatureသူရဲ့ surface temperature ပေါ်မှာမိခိုတယ်เนาะဒီတိုင်းဆိုရင်တို့ဒီထဲမှာကြည့်လိုက်ရင်သူက blue white က Vega ပေါ့ Vega ကအပူဆုံးဖြစ်တယ်เนาะ hottest star ဖြစ်တယ် Vega ဒီ hottest star ဘာလို့လဲသူက blue white ကိုเนาะVEGA Vega is the HOTEST hottest star เนาะ hottest star ဖြစ်တယ်ဒါပေမဲ့အနီးတစ်ခုပါတယ်မလား red supergiant red color red so Antares ကကြတော့တို့ red ဆိုတော့ဒါကိုတို့နည်းနည်းစဉ်းစား red ကအေးဆုံးလို့ပြောရမှာเนาะis a coldest star เนาะဒီလိုပဲရေးရမှာပဲဆိုတော့ Vega က hottest star ဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူက blue white ဖြစ်နေလို့เนาะသူ B class ဖြစ်တယ်เนาะ B class ဖြစ်တယ် Antares ကကြတော့ coldest star ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ color red ဖြစ်နေလို့เนาะအဲ့တော့ general ကြအတန်းစားဘယ်လိုခွဲမလဲဒါကိုကြတော့တို့က color နဲ့ဟိုနဲ့ခွဲပေးလိုက်မယ်เนาะငယ်စဉ်ကြီးလိုက်ခွဲပေးလိုက်မယ်เนาะအဲ့ဒါဆိုကောင်းတယ်โอเคဒါဆိုရပြီငယ်စဉ်ကြီးလိုက်တို့ခွဲလိုက်မယ်ဆိုရင်ဒီလိုသွားမှာဒီလိုသွားရင်ဆို red ကနေစမှာ red ပြီးရင် white yellow ရေးလာမှာ red ပြီး yellow ပြီးရင် whiteပြီးရင် blue whiteဆိုတော့ဒါက in the order of
increasing temperature နော် increasing temperature အလိုက်သူ့တို့ tensor ခွဲလိုက်တာဒါက color ကိုခွဲတာ so red က pass ထားလဲ red က entries yellow က Kepler white က Sirius B blue white က Vega so ဒီလောက်ပဲဖြေလို့ရမယ်เนาะဒီမေကွန်ရဲ့အဖြေကလေတန်းစားဘယ်လိုခွဲလဲဆိုတော့တို့ဒီလောက်ပဲဖြေလို့ရတယ်เนาะ color ဒီ surface temperature ပေါ်မှာမိခိုးတယ် Vega ကတော့အပူဆုံးဖြစ်တယ်เนาะ Antares ကကြတော့အေးဆုံးဖြစ်တယ် coldest star ဖြစ်တယ်နောက်ဘယ်လို classify လုပ်လဲဆိုတော့ increasing temperature လိုက် classify လုပ်မယ်เนาะပြီးတော့နာမည်တွေစီပေးလိုက်တယ်ဒီလောက်ပဲရမယ်ဒီလောက်ပဲရမယ်ဒီလောက်ဆိုရပါပြီ3မှတ်ကเนาะ okay good ကဲဆက်ကြည့်အောင်အဲ့တော့ sub number B3 ပေါ့ describe the likely future evolution of Antares เนาะ Antares ရဲ့ future evolution ကဘာဖြစ်မလဲအခု Antares ကအခုဖြစ်နေတာကသူက red supergiant လေ red supergiant ပြီးရင်နောက်လာမယ့် stage ကပါလဲ supernova right supernova ဖြစ်မှာသူရဲ့ stage ကိုမှတ်မိတယ်မလားသူက planetary nebulaပြီးရင်တော့ဘာလာမလဲဒုတိယအဆင့်က protostarပြီးရင် stable star or main sequence stars main sequence stars ပြီးရင်နောက်ဖြစ်မဲ့ stage ကကြတော့သူရဲ့ mass ပေါ်မူတည်တယ်เนาะအဲ့ဒီ main sequence star ရဲ့ mass က x solar mass ထက် less than or equal x solar mass ဆိုရင်သူက red giant ဖြစ်သွားတယ် red giant ပြီးရင် planetary nebula ဖြစ်တယ် planetary nebula ဖြစ်ပြီးသွားရင်သူက white dwarf ဖြစ်မယ် black dwarf ဖြစ်မယ်เนาะဒါကဒီ stable star main sequence star က less than or သူ့ရဲ့ mass က less than or equal x solar mass ဆိုရင်ဒီ Antares ကကြာအဲ့ဒါမဟုတ်ဘူး Antares ကကြီးတယ်သူ့ရဲ့ mass က greater than x solar mass ရှိတယ် solar mass ဆိုတာနေရဲ့ mass ကိုပြောတာနေ mass ရဲ့8ဆထက်ပိုများတယ် x solar mass နေလုံးရဲ့ mass ကို8နဲ့မြောက်အဲ့ဒါထက်ပိုကြီးတဲ့ mass ဆိုတော့ star size ကပိုပြီးတော့ bigger ဖြစ်တယ်ဒါဆိုသူ့ရဲ့ main sequence ပြီးရင်ဖြစ်မဲ့ stage ကတစ်မျိုးဆိုတော့ Antares ကအခုred supergiant ဖြစ်နေတယ် red supergiant ဖြစ်ပြီးသွားရင်နောက် stage ကသူက supernova ပြီးရင်ကျန်ခဲ့တဲ့9ရဲ့ mass ပေါ်လိုက်ပြီးတော့နှစ်ခုဖြစ်နိုင်တယ်တစ်ခုက black hole နဲ့နောက်တစ်ခုက neutron star เนาะအဲ့တော့ကျန်ခဲ့တဲ့ supernova ဖြစ်ပြီးကျန်ခဲ့တဲ့9ရဲ့ mass ပေါ်မူတည်ပြီးတော့เนาะသူက supernova နဲ့ neutron star ကွဲသွားတယ်အဲ့တော့ဒီ Antares ဆိုဘက်ကဒီ life cycle ကဘယ်အစလဲသူ nebula အစတာပဲ nebula ပြီးသွားရင် protostar ပြီးရင် stable star or main sequence star ပြီးသွားရင်အဲ့ဒီ stable star or main sequence star က x solar mass ထက်များနေတယ်အတွက်သူကဘာဖြစ်သွားလဲသူရဲ့ hydrogen runs out ဖြစ်သွားပြီးရင်သူကအရန်ကြီးတဲ့ red supergiant ဖြစ်သွားတယ်အဲ့ဒါ Antares ကအခု now red supergiant ဖြစ်နေတယ်ပြီးရင် Galilee process က Galilee stage ကဘာဖြစ်မလဲ red supergiant ပြီးရင်
supernova ဖြစ်မှာ supernova ပြီးရင် supernova ပြီးကြံခဲ့တဲ့ခိုးရဲ့ mass ပေါ်မူတည်ပြီးတော့ neutron star လည်းဖြစ်မယ်ဖြစ် black hole ဖြစ်မယ်ဒါကိုသွားတာเนาะဒါကြောင့် Antares ကအခုလောလောဆယ်red supergiant ဆိုတော့ပြီးရင်သူက supernova ဖြစ်မှာเนาะ okay now sub number B4 ပေါ့ describe what additional information is needed to predict the next evolutionary stage for Vega Vega ရဲ့ evolutionary stage ကနောက်ထပ်လာမယ့် next evolutionary stage ကဘာလဲလို့မေးတာเนาะအနေနဲ့ကြည့်အောင်မေးကော Vega အတွက်နောက်ထပ်လာမယ့်ဆင့်ကဲပြောင်းလဲတဲ့အဆင့်ကို predict လုပ်ဖို့ဟုတ်ပြီ predict ဆိုတော့သူကိုခန့်မှန်းဖို့အတွက်လိုအပ်တဲ့ information ထပ်တိုးလိုအပ်တဲ့ information ကဘာလဲဆိုတော့ Vega ကအခုဘာကြီးတော့ Vega ပေါ့နော် Vega မဟုတ် Vega က main sequence ကနေစောစောဘာပြောလဲ main sequence maybe ဖြစ်နိုင်တာ possibility က2မျိုးရှိတယ် two possibility ဖြစ်နိုင်တာတကယ်လို့ less than or equal အဲ့ဒီ main sequence star ရဲ့ mass က less than or equal 8 solar mass ဆိုရင်သူကစောစောကျွန်တော်ပြောတဲ့အတိုင်း red giant ဖြစ်မှာ greater than 8 solar mass ဆိုရင်သူက red super giant ဖြစ်မှာဆိုတော့ Vega ကဒါလေဒီ stage မှာရှိနေတာဆိုတော့ Vega ရဲ့ နောက် evolutionary stage နောက် stage ကိုတို့ကခန့်မှန်းဖို့အတွက်လိုအပ်တဲ့ information က mass ပဲဒီ Vega ရဲ့ mass ကိုတို့ကကြည့်ရမှာဒီ Vega ရဲ့ mass က less than or equal 8 solar mass ဆိုရင် red giant ဖြစ်မှာ greater than 8 solar mass ဆိုရင် red super giant ဖြစ်မှာဒါကြောင့်မလို့solar mass လို့ပြောရရတယ်เนาะသူရဲ့ mass ပေါ့ mass ဆိုလဲရေးလို့ရတယ် solar mass လဲရတယ်เนาะဆိုတော့solar mass its solar mass เนาะ its solar solar mass its mass เนาะ mass လို့ပြောဖို့ကောင်းလား its mass mass relative relative to mass of sand နော် related to mass of sand ဆိုတော့ additional information needed က mass ပဲ mass တစ်လုံးနဲ့ရေးရင်တော့ရမှာပါအဲ့ Vega ရဲ့ mass အဲ့ဒီ mass ကဘယ်သူနဲ့နိုင်ရှင်းရမှာလဲ related to mass of sand နေရဲ့ mass နဲ့ related လုပ်ထားတဲ့ Vega ရဲ့ mass ကနောက်ထပ်ဒီ Vega main sequence ပြီးရင်ဘာဖြစ်မယ်ဆိုတာကိုခန့်မှန်းလို့ရတယ်ဒါပဲเนาะနှစ်မှတ်တော့ပေးတယ်တို့ရေးတာတော့တစ်ချက်တည်းဖြစ်တယ်နောက်တစ်ခုလောက်ရေးလိုက်ကောင်းပါ if its mass is less than or equal 8 solar mass the next stage is red giant okay its mass is greater than 8 solar mass the next stage is red
super giant ဖြစ်မှာဆိုတော့ဒါတော့ရသလောက်အကုန်ရေးပေးလိုက်တာပါเนาะတခုနဲ့တော့နံပါတ်ဆိုတော့ရမှာပါเนาะ okay 73ဘတ်အပြည့်ရတယ်ကဲစင်ပြေမယ်လို့ထင်တယ်เนาะရမှာပါကဲတို့ဒီနေ့ကတော့ချိန်ကြည့်လိုက်တဲ့အခါမှာမိနစ်30တောင်ဖြစ်သွားပြီတပုတ်ထဲနဲ့เนาะကဲဒီနေ့ဒီလောက်ပဲကဲအားလုံးနှုတ်ဆက်ပါတယ် bye bye see you